မင်္ဂလာပါဒီနေ့တော့စင်ရင်ပြီးမဟုတ်တော့ပဲနဲ့လူငယ်တွေအတွက်ထူးသဖြင့်ဒီ social media တွေမှာကောင်းကောင်းမွန်မွန်နဲ့သုံးသပ်လုံလုံခြုံခြုံနဲ့သုံးနိုင်အောင်ဆိုတဲ့အကြောင်းအရာလေးကိုမျှဝေခြင်းနဲ့ပထမက email gmail အကြောင်းပေါ့နော်ဆိုတော့ဒီ social media တွေသုံးချင်တယ်ဆိုရင် phone number email gmail အဲ့ဒါကအဓိကလိုအပ်တဲ့အရာအကြောင်း phone number ကတော့ရှိပြီးသားဖြစ်တယ် email account လိုအပ်တယ် email မှာလည်းတကဘာလုံးမှာလူသုံးအများဆုံးနဲ့အခမဲ့ရတာနဲ့သုံးရတာလွယ်တယ်ပြီးအခမဲ့လည်းပေးထားတာက Google ဖြစ်တဲ့အခါမှာ Google Mail ဆိုတဲ့အတူကောက် Gmail သုံးတာများတယ်အဲကြောင့် email လို့ပြောတဲ့အခါမှာ email တစ်ခုထဲ email အမျိုးအစားတစ်ခုကရှိနေတာမဟုတ်ဘဲနဲ့အဲ့ဒီ mail တွေအကုန်လုံးကိုသူ email electronic mail လို့ခေါ်တယ်အဲ့ email ဆိုတဲ့အောက်မှာ Google Mail ရှိမယ်ပြီးတော့ Microsoft ကနေသူလုပ်တဲ့ Hotmail လို့ Hotmail တွေရှိမယ် Outlook mail တွေရှိတယ်နော် Google ဟာရှိတယ်ပြီးရင် Yahoo ကလည်း Yahoo mail ဆိုပြီးတော့ရှိတယ်ကျန်တဲ့ mail ကကြတော့ကိုယ့်ရဲ့ကိုယ်ပိုင် company နဲ့လည်း mail လုပ်လို့ရတယ်ဟိုမှာ luandipllccn.com ဆိုရင်ဟိုမှာ info@luandipllccn.com ဆိုပြီးတော့လည်း company နာမည်နဲ့ mail လည်းလုပ်လို့ရတယ်ဒါပေမဲ့ company နာမည်နဲ့ mail တွေကကြတော့ပိုက်ဆံပေးရတာဖြစ်တယ်ပြီးတော့သုံးတဲ့အခါမှာလည်းနည်းနည်းရှုပ်ထွေးမှုတွေရှိတဲ့အခါမှာ Gmail လာပို့ဆင်ပြီးတော့တော်တော်များများက Gmail သုံးတာများတယ်ကျန်တဲ့ဒီ Microsoft ရဲ့ Outlook တို့ Hotmail တို့ကကြတော့သုံးကြတယ်ဒါပေမဲ့လူသုံးနေတယ်ပေါ့နော် email ကကြတော့ဘယ်နိုင်ငံဖြစ်ဖြစ်ကျွန်တော်ဖုန်းကနေလုပ်လိုက်ရင်လွယ်လွယ်လေးနဲ့ account တစ်ခုလုပ်လို့ရတယ်ကွန်ပျူတာထက်ကဖုန်းထဲနေလုပ်ရင်ပို့ပြီးတော့မြန်တယ်သူက Gmail app လည်းရှိပြီးပြီဆိုတော့လေပြီးတော့ခုနောက်ပိုင်းမြန်မာပြည်မှာ Gmail တွေကဖုန်းနံပါတ်နဲ့ကိုယ်နံပါတ်တွေမချဘူးဆိုတာလည်းရှိတယ်။ဒါပေမဲ့စမ်းကြည့်ပေါ့နော်တချို့မလုပ်ဘူးလေတူတယ်စမ်းကြည့်ပြီးတော့ကိုဒီပုံမှန်အရာဆိုတော့ဒီ confirmation အတွက်ဟိုမဖြစ်မနေထည့်ရမယ်ဆိုတော့မျိုးအဆင့်တွေတိတ်မရှိဘူး။ကို Gmail တစ်ခုခုသုံးပြီးသားဖုန်းထဲကနေလုပ်မယ်ဆိုရင်တိတ်တောင်းတယ်ဆိုမရှိဘူးပေါ့နော်။တကယ်လို့တောင်းရင်လည်းအခုမြန်မာလူမျိုးတွေကိုတငယ်ချင်းတွေနိုင်ငံခြားမှာရောက်နေတာတွေအများကြီးရှိတယ်ဥပမာမလေးရှားထိုင်းအမေရိကဆိုပြီးတော့အများကြီးရှိတဲ့အခါမှာအဲ့ဒီတငယ်ချင်းတွေကိုလမ်းပြီးတော့လှုပ်ခိုင်းလို့ရတယ်သူတို့စီကိုသူတို့နေတဲ့နိုင်ငံကနေ Gmail account တစ်ခုကိုကြိုက်တဲ့နာမည်ပေးပြီးတော့အဲ့ဒီမှာ၃ခုလောက်ပေါ့နော်တစ်ခုနဲ့ပြန်နောက်တစ်ခုဘာနာမည်နဲ့လိုချင်လဲအဲ့ဒါကိုပေးပြီးတော့လှုပ်ခိုင်းပြီးတော့ရင် password လည်းလွယ်လွယ်လေးပေးပြီးတော့ phone number တွေပါတွေထည့်ဆက်မလို့အရင်ဆုံးလို့အဲ့ဒါရပြီဆိုရင်အဲ့ဒီ information ကိုမြန်မာပြည်လာပို့ခိုင်းမြန်မာပြည်နေကိုကကိုဖုန်းနဲ့ပြန်ဝင်ကြည့်ပေါ့အဲ့လိုမျိုးလဲလုပ်လို့ရတယ်မပြောလဲဆိုတော့ဒီ Gmail ရှိရင်ကောင်းတာက Gmail က Google company နေထုတ်တာဖြစ်တဲ့အခါမှာအဲ့ဒီ Google ရဲ့ service တွေအကုန်လုံးကို free သုံးလို့ရတယ်ဥပမာကိုယ့်ရဲ့ Gmail ကနေ blog တွေကစဖွင့်လို့ရတယ်ပြီးရင် YouTube လည်းတော်တော်တူတန်းဖွင့်လို့ရတယ် YouTube account တွေအဲ့လိုမျိုးတွေဆိုတော့အဲ့ဒီမှာ Gmail ကကိုယ့်ရဲ့ phone number တွေကိုလည်းအဲ့မှာတင်ထားလို့ရတယ်အခုနောက်ပိုင်းထုတ်တဲ့ဖုန်းတိုင်းမှာ phone number တင်စီးတဲ့နေရာပေါ့နော် phone number မှတ်ထားတဲ့နေရာမှာအပေါ်မှာကိုကဘယ်နေရာမှာတင်မလဲအရင်ဖုန်းပေါ်ခါစတော့ဒီကိုရဲ့ဖုန်းရဲ့ memory ထဲကိုတင်ရတယ်ပြီးတော့တချို့က sim card ထဲမှာတင် sim card ထဲမှာတင်တယ်ဆိုတော့ sim card ကတော့ memory ကနည်းနည်းပဲပါတယ်အများကြီးမရဘူးပြီးတော့ကိုရဲ့ဖုန်းမှာတင်ထားတယ်ဆိုပေမဲ့အဲ့ဒီကိုရဲ့ဖုန်းထဲဟာကို file တစ်ခုနဲ့ယူရတယ်ယူပြီးတော့ဖုန်းအတစ်ထဲပြန်ပြောင်းမယ်ဆိုရင်အဲ့ဒီဟာကလည်းလူငယ်တိုင်းမလုပ်တတ်တယ်လို့လူကြီးတွေဆိုတော့သူတို့ကတော့ပြောစရာမလိုပါဘူးအဲကြောင့်ဖုန်းအတစ်တစ်ခုလဲတိုင်းမှာဖုန်းနံပါတ်မှတ်တဲ့ဟာတွေတော်တော်လေးရှုပ်တယ်ဒါပေမဲ့ Gmail ရှိရင် email တစ်ခုရှိရင်အဲ့ဒါနဲ့ကိုချိန်လိုက်လို့ရတယ်เนาะအဲ့ဒါကြောင့်ကိုရဲ့ဖုန်းထဲမှာနာမည်ဖုန်းနံပါတ်မှတ်တဲ့နေရာမှာအပေါ်ဆုံးမှာဘယ်မှာတိမ်လဲဆိုတဲ့နေရာမှာကိုရဲ့ email ကိုရွေးလိုက်ကိုရဲ့ email ကိုရွေးရင်ကိုဖုန်းနံပါတ်တစ်မှတ်ထားတဲ့ဟာတွေကိုအဲ့ဒီ email ထဲရောက်သွားတယ်ဒါဆိုရင်ဖုန်းအတစ်ဝယ်ရင်iPhone ဖြစ်ဘာဖုန်းဖြစ်ဖုန်းအတစ်ဝယ်တာနဲ့အဲ့ဒီဖုန်းအတစ်ထဲမှာအဲ့ဒီခုနကိုရဲ့ Gmail ကိုဝင်ပြီးတော့တုံးလိုက်တာနဲ့အဲ့ဒီ Gmail ထဲမှာပါတဲ့ဖုန်းနံပါတ်တွေအကုန်လုံးကအဲ့ဒီဖုန်းအတစ်ထဲ automatic ရောက်သွားတယ်ဖုန်းနံပါတ်တွေပြောင်းရွှေ့နေစရာမလိုเนาะအဲ့ဒါလည်းဒါလုပ်ကြည့်ပါလူငယ်တွေဆိုတော့ဒါတိထားတင်တယ်လုတ်တတ်ထားတင်တယ်ဒါမလုတ်တတ်သေးတဲ့လူတွေအတွက်ကပြောပြတာဖြစ်တယ်ပြီးရင်အဲ့ဒီ Gmail တွေလုံခြုံအောင်ဥပမာကိုက Gmail ကိုလုံခြုံနဲ့ထားချင်တယ်ဆိုရင်အဲ့ဒီ Gmail ကို password တွေချပေးရမယ်ပြီးအဲ့ဒီ password ကိုကိုယ့်ရဲ့ note ထဲမှာပြတဲ့နေရာမှာဒါမှမဟုတ်ကိုပုံမှန်အလွတ်ရမယ့်ဟာတစ်ခုနဲ့လှုပ်ထားပုံမှန်ကိုအလွတ်ရမယ့်တစ်ခုနဲ့လှုပ်ထားပြီးတော့
လုံးဝမမေ့နိုင်တဲ့ password ပေါ့နော်အဲ့ဒါပေးပြီးသွားရင်အဲ့ဒီမှာကိုကတခုခုဖုန်း Gmail ပြန်ဝင်လို့မရတာဘာညာတခုအတွက် recover အတွက်ဆိုရင်သူတခြား email လိပ်စာတခုဒါမှမဟုတ်ဖုန်းနံပါတ်တွေရေးရတယ်အဲ့ဒါတွေလည်းကိုပုံမှန်သုံးတဲ့ဖုန်းနံပါတ်ကိုပုံမှန်သုံးတဲ့ email တွေရှင်းအဲ့ဒါတွေနဲ့လုတ်ထားလို့ရတယ်ပြင်ကို security ပို့ပြီးတော့မြင့်ချင်တယ်ဆိုရင် two factor ဆိုပြီးတော့နှစ်ဆင့်ခံရတဲ့ဟာတွေเนาะပထမအဆင့်မှာ password နဲ့ဝင်မယ်ဝင်ပြီးသွားရင် Google ကနေပို့တဲ့ code number တစ်ခုအဲ့ဒါရမှဝင်လို့ရမယ့်အနေထားအဲ့လိုမျိုးတွေပါ two factor တွေခံချင်တယ်ဆိုရင်ခံပါပြီးတော့စကိုဒီ email ကအရေးကြီးတယ်သူများရလို့မရဘူးဆိုတဲ့ဟာမျိုးဆိုပေါ့နော်ပြီး email Gmail ကဖြစ်နိုင်တယ်ဆိုတစ်ခုပဲမထားရဘူးနှမျိုးသုံးမျိုးရှိတင်တယ်တငယ်ချင်းတွေကိုပေးတယ်ယုံတွေကိုပေးတဲ့เนาะယုံဆိုတာကကိုနဲ့အလုပ်လျှောက်တဲ့ယုံလည်းဖြစ်နိုင်တယ်ကိုအလုပ်လုပ်တဲ့ယုံလည်းဖြစ်နိုင်တယ်အစိုးရယုံဌာနတစ်ခုကိုပေးတဲ့ mail တငယ်ချင်းတွေကိုပေးတဲ့ mail တစ်ခုရှိတယ်အဲ့ဒီ mail ကိုဖြစ်နိုင်ရင်တခြားအဲ့ဒါနဲ့ဘာမှမဖွင့်နဲ့နော်သူများနဲ့ဆက်တွယ်တဲ့ email တစ်ခုတတ်ထားပြီး YouTube တုံးတယ် YouTube နဲ့ကိုကဗီဒီယိုတွေပုံမှန်တင်နေဆိုရင်အဲ့ဒီ YouTube နဲ့ပုံမှန်တင်တဲ့ email ကိုတတ်ထားအဲ့ဒီ email ကိုဘယ်သူမှမသိစေနဲ့ပြီးရင် Facebook ဖွင့်တဲ့ email ကိုတတ်ပြန်ထားအဲ့ဒီ Facebook ဖွင့်တဲ့ email ကိုလည်းဘယ်သူမှမပေးနဲ့ပြီးရင် TikTok ဖွင့်တဲ့ဟာတခုအဲ့ဒီ email ကိုလည်းဘယ်သူမှမပေးရဘူးအဲ့တော့ social media တခုခုဖွင့်ပြီး account ဖွင့်ပြီးဆိုရင် social media တခုကို email account တခုပေးအဲ့ဒီ email ကိုဘယ်သူမှပေးစရာမလိုကိုသူများကိုပေးတဲ့သူများနဲ့ဆက်တွဲတဲ့ email နဲ့ဘာ social media မှာမဖွင့်ရဘူးဒါဆိုရင်သူများကကိုသူတို့တီးတဲ့ email ကိုလာ hack ရင်အဲ့ဒါမှဘာမှရှိမှာမဟုတ်ဘူးကိုရဲ့ YouTube တွေပျောက်သွားမှာမဟုတ်ဘူး Facebook တွေပျောက်သွားမှာမဟုတ်ဘူးတကယ်လို့ကိုရဲ့ Facebook hack ခံရတယ်ဆိုရင်တော့အဲ့ဒီ Facebook ရဲ့ email ပဲပါသွားမယ်ကျန်တာပါဘူးเนาะအကြောင်းဒီ social media တွေမှာကိုရဲ့ဖွင့်ထားတဲ့ email ကိုက hide လုပ်လို့ရတယ်ဖုံးထားလို့ရတယ်ဘယ်သူမှမပေါ်စေချင်ဘူးဒီပေါ်စေချင်တဲ့နေရာမှာသူများကိုပေးတဲ့ email ကိုပဲပြလိုက်အဲဆိုသူများတွေ့ရင်ဒီသူတို့တီးပြီးသား email ဒီပြောဒါနဲ့ဖွင့်လာလားဆိုပြီးတော့သူတို့ကအဲ့ဒီ email နဲ့လာ hack နေမယ်နော်ဒါဆိုခဏကြုံရတယ်ကိုဘာမှမဖွင့်ထားတဲ့နော် TikTok ဆိုရင်ဘာမှအဲ့ဒီဟာနဲ့ TikTok မဖွင့်ဘူးအဲ့ဒီ TikTok မှာဖွင့်တဲ့ email နဲ့ forgot password လို့ရင်ကိုနံပါတ်ကြားတယ်လေအဲ့ဒီကိုနံပါတ်တွေပါခဏကြားတယ်အဟက်ခံရတာပေါ့နော်ဒါဆို email ရော Facebook ရော TikTok ရောဆရာရဲ့ YouTube တွေအကုန်လုံးအဟက်ခံရဘူးတဲ့ဒါပေမဲ့ email တွေ account တွေအခုထိတစ်ခေါက်မှမပါဘူး Facebook account တော့ပါသွားတယ်အဲ့ဒါကသူတို့ကလည်းတီးတဲ့ခါမှာညမှာ hack လိုက်တာဖြစ်တယ် hack ပြီးတော့ကိုအိတ်နေတဲ့ချိန်လေအဲ့မှာ hack ပြီးရင်သူတို့ချက်ချင်း account နာမည်ပြောင်းတယ်အထက် data တွေအကုန်လုံးသူတို့ဖြတ်ချတယ်ပြီးရင်သူတို့ကသူ့ကိုဒီအလုံးမလုံးအောင်ဆိုပြီးတော့သူတို့ကလုတ်လိုက်တယ်ခဏယာယီပိတ်တဲ့ပုံစံမျိုးပိတ်သွားတဲ့အခါမှာနောက်နေ့မှာအဲ့ဒီ account ကြည့်တဲ့အခါမှာနာမည်ကပြောင်းသွားပြီပြီးရင်သူတို့ကလုတ်ကြအောင်လုတ်ထားလိုက်တာဖြစ်တဲ့အခါမှာဝင်လို့မရတော့ဘူးเนาะဥပမာသူတို့ hack ပြီးတော့သူတို့ကတုံးနေသေးတယ်ဆိုအဲ့ဒါကိုက try ပြီးတော့ပြန်ဝင်လို့ရတယ်ဘာလို့ဆိုတော့ကိုတုံးနေကြဖုန်းတွေရှိတဲ့အခါမှာအဲ့ဒါပြန်ဝင်လို့ရတယ်ဒါပေမဲ့သူတို့ကတကယ်အမြင့်စားနဲ့တကယ်မတမာမှုပေါ့နော်ကိုမချေနှက်တဲ့အပေါ်မှာသူတို့ကလုတ်သွားတဲ့ပုံစံမျိုးဖြစ်တဲ့အခါမှာလာတော့သူတို့ကဒီတနင်္လာတွင်းမှာအကောင့်ပြတ်အောင်သူတို့တခါတည်းလုတ်လိုက်တော့ခါကျကိုနောက်နေ့မှာပြန်ဝင်ချင်တယ်ဆိုရင်လည်းမရတော့ဘူးဒီ two factor ခံတာပဲဆရာလည်း two factor ခံဒါပေမဲ့အဲ့ချိန်မှာဆရာကဒီကွန်ပျူတာနဲ့ Facebook ကိုသုံးတယ် antivirus မခံဘူးဆရာမခံတဲ့အခါမှာသူတို့အဲ့ antivirus ကနေတစ်ဆင့်အဲ့ virus ကဆရာကွန်ပျူတာထဲရောက်နေတာအဲ့ဒီကနေသူတို့က data တွေအကုန်လုံးသူတို့က control လုပ်နိုင်တာပေါ့နော်ယူတော့ယူမတော်ဘူးသူတို့ password မသိဘူးဒါပေမဲ့သူတို့ password မသိဘူးကိုယ့်ရဲ့ကွန်ပျူတာထဲမှာ Facebook တုံးကွန်ပျူတာထဲရောက်တော့သူတို့အဲ့မှာ control လုပ်နိုင်တယ်လို့ဖြစ်သွားတဲ့အခါမှာအဲ့လိုမျိုးသူတို့ဖြစ်သွားတာဒါလည်းအဆင့်မြင်တာအဲ့ဒါကြောင့်ကွန်ပျူတာနဲ့အထူးသဖြင့် Windows ပေါ့နော် Windows ကွန်ပျူတာတွေတုံးတဲ့သူတွေလည်းတတိထားဖို့လိုတယ်ကျွန်တော်မြန်မာပြည်မှာ excellent software ရောင်းတဲ့ဟာရှိတယ်ရန်ကုန်နဲ့မန္တလေးမှာသူတို့စီမှာဒီ McAfee လိုမျိုးantivirus တွေဈေးတက်တာနဲ့နိုင်ငံခြားနဲ့ရှင်အရန်ဈေးတက်တာတဲ့နေ့စဉ်ကြီးတနေ့နဲ့အဲ့လိုမျိုးလေးနဲ့ဝယ်ပြီးတော့တော့ဒါဆိုကိုအများကြီးထောက်ကူပြုတယ်ဆရာဆိုအဲ့ဒါဝင်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒါသုံးပြီးတဲ့နောက်ပိုင်းမှာလာပြီးတော့ hack တာပဲဒီမှာအချိန်မှာအဲ့ဒီ virus ကို software ကချက်ချင်းမိသွားတယ်ပေါ့နော်အဲ့ဒါရှိတယ်အဲ့တော့ခုနပြောသလို Facebook Gmail တော့ပြီးပြီဆိုတော့ Facebook သုံးမယ်ဆိုရင်အဲ့ဒီ Facebook ကို
ဘယ်သူမှမပေးတဲ့ email နဲ့ဖွင့်ပြီးအဲ့ဒီ email ကိုက hide လုပ်ထားမြင်လို့မရအောင်လုပ်ထားမယ်မြင်လို့ရတဲ့ email နေရာမှာကိုသူများကိုပေးတဲ့ email ကိုတော့အဲ့ဒီပုံစံမျိုးနဲ့သွားမယ်ပြီးဒီထက်လုံခြုံစေချင်တယ်ဆိုရင် two factor ခံမယ်ပြီးရင်အဲ့ဒီ setting ထက်နေသွားပြီးတော့ဒီ Facebook ကဘယ်နေရာမှာသုံးနေလဲဆိုတော့အဲ့ဒီ section လေးကိုကြည့်လို့ရတယ်အဲ့ဒီသုံးတဲ့နေရာကြည့်ပြီးတော့ဒါကိုဟာကတယောက်ကလာ hack နေလားလာသုံးနေလားဆိုတာကိုကြည့်လို့ရတယ်เนาะအဲ့လိုမျိုး sound အဲ့ဒီတည်တယ်ဆိုရင်အဲ့ဒီကနေလည်းချက်ချင်းဖြတ်လို့ရတယ်အထူးသဖြင့်အဲ့ဒီကိုယ့်ရဲ့ email ထဲမှာ password မေးလို့ကိုယ့် number တောင်းတဲ့ဟာကြီးကြာလာပြီကိုမလုပ်ဘဲနဲ့ကြာလာဆိုအဲ့ဒါတတိထားရတော့မယ်ပြီး TikTok လည်းအဲ့ဒီပုံစံတိုင်းလုပ်မယ်ဆိုရင်ဒါကအများကြီးထောက်ကူပြုတယ်ဒါပေမဲ့နည်းနည်းရှုပ်တာကကြတော့အဲ့ဒီကိုယ့်ရဲ့ email လေးကများတဲ့ခါကျတော့သူ့ရဲ့ email နာမည်နဲ့ password နဲ့ထိန်းသိမ်းရတာတော့နည်းတော့ခက်တာပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဘယ်လိုထိန်းသိမ်းရမလဲလုံချုံလေးလုပ်ရမယ်ဆိုတော့ကိုဘာညံရှိတဲ့လောက်တော့လုပ်ရမယ်ဖုန်းရှိသမျှဖုန်းတွေပျောက်သွားရင်လည်းအဲ့ဒါတွေကိုတိနိုင်မဲ့အနေထားတစ်ခုတော့ကိုမှရှိထားဖို့လိုတယ်နော်အဲ့ဒါတော့အဲ့ဒီ email နဲ့ password တော့တနည်းအားမှာတော့တင်ထားဖို့လိုတယ်ကျွန်တော်ဆို email တွေသုံးတာမနည်းဘူးပေါ့နော် Gmail account တွေရှိတာမနည်းဘူးအဲ့လိုမျိုးပုံစံနဲ့ပြီးရင်အဲ့ဒီဟာတွေကိုလည်းဘယ်လိုလုပ်ရမလဲဘယ်လိုတင်ရမလဲဖုန်းတွေပျောက်ရင်လည်းဘယ်လိုrecover လုပ်ရမယ်ဆိုတဲ့ဟာတွေကစအများကြီးလုပ်ထားတယ်ပြီးရင်ဒီ page တို့เนาะ social media မှာ Facebook မှာ page တွေနဲ့လုပ်ငန်းလုပ်နေတယ်ဒီ page ကပြတ်လို့မရဘူးအခိုးခံလို့မရဘူးအဲ့လိုမျိုးလူတွေရှိမယ်ဆိုရင်အမှနောက်ထပ်ကြံပေးချင်တာကဘာလဲဆိုတော့ Facebook မှာကိုယ်မှာအနည်းဆုံးကိုယ်မှာ account တစ်ခုရှိတင်တယ်လူတွေတည်တဲ့ account တစ်ခုနဲ့လူတွေတိတ်မတည်တဲ့ account တစ်ခုပေါ့နော် account တစ်ခုထားလိုက်ပြီးအဲ့ဒီ account တစ်ခုစလုံးကနေဒီကိုသုံးနေတဲ့ page ကို admin လုပ်ရမယ်เนาะ admin လုပ်ဒါဆိုရင်ကိုသုံးနေကြ Facebook hack ခံရမယ်ဆိုရင်တောင်မှပြတ်သွားမယ်ဆိုရင်တောင်ဒီနောက်တစ်ကောင်ကနေအဲ့ဒီကိုရ Facebook page ကိုပြန်ပြီးတော့ပြန်ဆယ်လို့ရတယ်ပြန်ယူလို့ရတယ်เนาะအဲ့လိုမျိုးရှိတယ်အဲ့ဒါဆရာလည်းအဲ့လိုမျိုးသုံးထားတဲ့အတွက်ကြောင့်အစားတော့မတိဘူးဆိုတာကတီးလို့ဒီလိုမျိုးဖြစ်မှာဆိုလို့လုပ်တာမဟုတ်ဘဲနဲ့ဒီမှာ account 2ခု3ခုသုံးတာရှိတယ် Facebook အဲ့ဒီ3ခုလုံးနဲ့ကိုယ့်ရဲ့ဒီလုပ်ငန်းအခုတစ်ဖြစ်ဒီအကြောင်းရဲ့ page ကိုပေါ့နော်အကြောင်းရဲ့ page ကိုအကုန်လုံးက admin ဝင်ထားတဲ့အခါမှာ2023မှာဆက်ရက်ဒီ Facebook ပထမ Facebook ဆိုတာတော်တော်လေး friend လည်းများတယ်ကိုယ်တည်တဲ့သူပေါ့နော်ပြည်တွင်းပြည်ပတော်တော်များများရှိတဲ့အခါမှာ post တစ်ခုတင်လိုက်တယ်နဲ့လာ like ကတော့အနည်းဆုံး100 200ရတယ်เนาะ100 200ရတယ်ကိုတစ်ခုခုတင်လိုက်ရင်တော်တော်များများတည်တဲ့အရာလည်းဖြစ်တယ်အဲ့ဒီမှာနိုင်ငံရေးကြောင်လားကိုယ့်ရဲ့ဘာကြောင်လဲတော့မသိဘူးပါเนาะတစ်ခုခုကြောင်အဲ့လိုဖြစ်သွားတဲ့အခါမှာအဲ့ဒီဟာနဲ့ဒီကြောင်ရဲ့ page ကချိတ်ထားတယ်ဆိုတော့ account ကတော့လုံးဝဆယ်လို့မရတော့ဘူးပြီးရင်ကျွန်တော် page ကလည်းတစ်ခုတည်းရှိတာမဟုတ်ဘူး page လည်းအများကြီးကင်ထားတယ်အဲ့ဒီမှာအဲ့ဒီပြတ်သွားတဲ့အခိုးခံရတဲ့ account နဲ့ချိတ်ထားတဲ့ page เนาะအဲ့ဒီတစ်ခုနဲ့ပဲချိတ်တဲ့ page တွေလည်းဒါဆုံးရှုံးသွားတယ်ဒါပေမဲ့အဲ့ဒီဆုံးရှုံးသွားတဲ့ page တွေလည်းကျွန်တော်ဆက်မသုံးတော့တဲ့ဟာတွေဖြစ်တယ်ဒါပေမဲ့တချို့ဆက်သုံးပေမဲ့တိတ်အရေးမကြီးတဲ့ဟာတွေဖြစ်တယ်ဒါပေမဲ့ဒီကြောင်းရဲ့ page ဆိုရင်တော့အစနေပြန်တိဆောက်ဖို့ဆိုတာကလုံးဝမလွယ်ဘူးအဲ့ဒီမှာကိုယ့်ရဲ့မှတ်တမ်းတွေလည်းအကုန်လုံးရှိတဲ့အခါမှာဒါပေမဲ့အဲ့ဒီဟာကြတော့တခြားကောင်းနဲ့ချိတ်ထားတာဖြစ်တဲ့အခါမှာအဲ့တခြားကောင်းကနေပြန်ပြီးတော့လုပ်ပြန် control လုပ်ဆက်လုပ်ရတော့ page ကတော့ဘာမှမဖြစ်ဘူးเนาะဒါပေမဲ့လာတိုက်ခိုက်တဲ့သူကတော့account တွေရော page တွေပါเนาะလုပ်ငန်းတစ်ခုလုံးပြတ်သွားအောင်စီစဉ်တာဒါတော့မတူဘူးပေါ့เนาะအဲ့လိုမျိုးရှိတယ်เนาะအဲ့ဒါ Facebook လည်းအဲ့လိုမျိုးသုံးဖို့လိုတယ်ဆိုတော့ပြောချင်တယ်ပြီးရင်နောက်တစ်ခုကအခုချိန်ကเนาะနီးပညာရဲ့အရာမြင့်တဲ့အခါမှာ link တစ်ခုခုနဲ့ကိုယ့်ရဲ့ဖုန်းထဲက information တွေကိုပါသွားနိုင်တယ်ဆိုတာတတိထားရမယ်အဲ့ဒါကြောင့် Messenger ကနေဒါမှမဟုတ်ဒီ comment တွေမှာဖြစ်တချို့တွေက comment တွေမှာရော link တွေအများကြီးပို့တယ်เนาะမသိရင်ကိုကတချို့ရဲ့ video စိတ်ဝင်စားတဲ့ video ဇာတ်လမ်းအတူလေးပေးရလေ full move ကိုအပြည့်စုံကို comment မှာပေးထားတယ်ဆိုပြီးတော့တချို့ရဲ့ comment မှာကြည့်တော့ video ရဲ့ link မဟုတ်ဘဲနဲ့တခြား website တွေအဲ့ဒီတစ်ခုနဲ့တွဲ website တွေတခြားတဲ့ draw တဲ့ဝင်ပြီးတော့နောက်ဆုံးမှာကိုယ့်ရဲ့ဖုန်းတစ်ခုလုံးထဲ information တွေယူသွားတဲ့ link တွေလည်းရှိတတ်တယ်
တချို့ရဆို Messenger မှာပို့တယ်အဲ့ဒါကြောင့်ဖုန်းတွေကနေပို့လာတဲ့ online တွေပို့လာတဲ့ message တွေမှာ link တွေပို့လာရင်အဲ့ဒီ link ကိုအရင်ကြည့်အဲ့ဒီ link မှာဘာနဲ့စလဲ https. အမှ Facebook ဆိုရင်တော့ဒါကလုံခြုံမှုရှိတယ်ဘာလို့ Facebook ရဲ့ link တစ်ခုခုပေးတာ video လား post တစ်ခုခုလားအဲ့ဒါပို့တာဆိုတော့တေချာမှုရှိတယ်လုံခြုံဖို့နည်းနည်းစိတ်ချမှုရှိတယ်ပြီးရင်အမှ Telegram ဆိုရင် https. ပြီးရင် / နှစ်ခုနဲ့ t.me နဲ့စတယ်ဆိုတော့ဒါဆိုတော့ Telegram တစ်ခုခုထဲရောက်မှာဆိုတော့ဒါကဟို website တခြား website တွေမဟုတ်ဘူးကိုမသိတဲ့ website မဟုတ်တဲ့ Telegram ဆိုတာစိတ်ချမှုရှိတယ်ပြီးရင် Facebook ရဲ့ post ဖြစ် Facebook video တွေကိုပြန် share ထားတဲ့အဲ့ဒီဟာတွေပို့ထားတဲ့ link တွေဆိုရင် https. ပြီးရင် / ပြီးရင် m.facebook.com နဲ့စဒါဆိုရင်လည်းဒီ link ကိုကိုနေလဲ Facebook တခုခုပွင့်လာမယ်အဲ့လိုမျိုးရှိတယ်ပြီးရင် YouTube ဆိုလည်း https. ပြီးရင် /youtube.b ဆိုပြီးတော့အဲ့ဒါနဲ့စတယ်အဲ့ဒါနဲ့ဆိုင်လိုက်တာ YouTube ထဲက video တခုခုပွင့်လာမှာဆိုတော့ website ထဲမရောက်ဘူးဆိုတော့အဲ့လိုမျိုးနာမည်ကိုအရင်ကြည့်အဲ့ဒီ link ပို့တဲ့နာမည်အစမှာပါလဲနော် Telegram လည်းမဟုတ်ဘူး YouTube လည်းမဟုတ်ဘူး Facebook လည်းမဟုတ်ဘူး TikTok လည်းမဟုတ်ဘူးဆိုရင်အဲ့ဒါကွာ data လေးစဉ်းစားတော့နော် data စဉ်းစားနေလိုက်မိလိုက်လို့အဲမှာတွတ်တူတွားပြီဆိုရင်ဒါကိုယ့်ရဲ့ information ကဲပေးတွေအဟက်ခံရတာကအဲ့လိုမျိုးတွေကြောင့်နော်တို့တော့ကဲပေးနဲ့ဒါဖုန်းစပ်ပြီးဒီပို့တဲ့ link ကိုနေပါဆိုတော့နေလိုက်တဲ့အခါမှာအဲ့ဒီ ကဲပေး information တို့ယူသွားတယ်အဲ့ဒီ Facebook Messenger တွေမှာပို့ရတဲ့အတိုင်းပဲကိုနေလိုက်လို့ရှင်ကို Facebook ရဲ့ information တွေအကုန်လုံးပါသွားမယ်အဲ့ဒါကြောင့်ဒီ website link တွေကိုလည်းတေးသေးချာချာကြည့်ပုံမှန်ကိုသုံးနေကြ Facebook ကသူ့ရဲ့ link ကဘာနဲ့စလဲ YouTube ကဘာနဲ့စလဲ TikTok ကဘာနဲ့စလဲ Telegram ဘာနဲ့စလဲဒီကိုတိပြီးသားမဟုတ်တဲ့ဟာတွေကိုမနှိပ်လေပိုကောင်းလေပဲ Okay ဒီလောက်မျှဝေပေးခြင်းနဲ့ကျွန်တော်လည်းဒီတလောက်မျှဝေတာဖြစ်တယ်ဆွေးနွေးချင်တာတွေရှင်းလဲကျွန်တော်comment တွေမှာတွားပြီးတော့ဆွေးနွေးလို့ရပါတယ်လို့